ငလင်တန်တဲ့ဒေသ6ခုကိုစစ်ကောင်စီကအရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ပြင်းထန်တဲ့ငလင်ဘေးဒဏ်ခံစားခဲ့ရတဲ့စကိုင်းမန္တလေးမကွေးပဲခူးနေပြည်တော်ကောင်ဆယ်နယ်မြေနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွေကိုတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရအရေးပေါ်အခြေအနေစစ်ကောင်စီကဒီကနေ့မိုးလွယ်ပိုင်းမှာကြေညာလိုက်ပါတယ်။ဒီကနေ့မိုးလွယ်တနာရီခန့်မှာမန္တလေးမြို့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အား Richter scale 9.9 အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်လှုပ်ခတ်ခဲ့ပြီးတော့နောက်ဆက်တွဲငလင်3ခုခန့်လည်းဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။ငလင်ဘေးဒဏ်ကြောင့်ဖျောက်ကြောက်ကန်တဲ့နေအိမ်အဆောက်အုံတွေများစွာပြိုကျပျက်စီးခဲ့တဲ့အပြင်လူသေဆုံးထိခိုက်မှုတွေလည်းများပြားပြီးတော့အသေးစိတ်အခြေအနေတွေကိုတော့သိစစ်အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ပြည်သူတွေအနေနဲ့ဖြစ်ပေါ်လာနိုင်တဲ့ကောလာဟာလတွေကိုတတိထားဆင်ခြင်ကြဖို့နဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့စစ်ကောင်စီကတိုက်တွန်းထားပါတယ်။အင်အားပြင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်6နာရီအတွင်းနောက်ဆက်တွဲငလင်ငယ်လေးတွေဆက်လက်လှုပ်ခတ်လာနိုင်ကြောင်းပညာရှင်တွေကခန့်မှန်းထားတဲ့အတွက်ဘေးလွတ်ရာနေရာတွေမှာနေထိုင်ကြဖို့လိုအပ်တယ်လို့စစ်ကောင်စီကသတိပေးထားပါတယ်။